လာမယ်အချောအလာဒီကိုသဘောမကျပဲဂျပန်နိုင်ငံကချစ်သူချစ်ချောလီကိုထုတ်ပြလိုက်တဲ့ထူးအန်လွင် National Director ဖြစ်တဲ့ဆရာထူးကသူ့လက်နဲ့အေးသမျှအလာမယ်တိုင်းကိုအောင်မြင်အောင်လုပ်ပေးနိုင်တဲ့သူပါချချောလလမယ်လေးတွေကဝိုင်းဝိုင်းလည်နီလို့ထူးအန်လွင်ကိုတဲဆုညီနဲ့အထင်လွဲသူတွေလည်းရှိပါတယ်အခုတော့ထူးအန်လွင်ကသူ့ရဲ့ချစ်သူလေးကိုထုတ်ပြလိုက်လို့အားလုံးကအံ့ဩနေရပါပြီထူးအန်လွင်ရဲ့ချစ်သူကမင်းကလေးမဟုတ်ပဲဗလာတောင့်တောင့်နဲ့ခတ်ချောချောဂျပန်ကောင်လေးထက်ပါတယ်အလာမယ်ရီရဲ့ဖန်တွေကထူးအန်လွင်နဲ့အထင်လွဲနေလို့မင်းကလေးတွေကိုစိတ်ဝင်စားသူမဟုတ်ကြောင်းဖော်ပြလိုက်တာပါထူးအန်လွင်ကိုတပိုးကြနေတဲ့မင်းကလေးတွေကတော့အံ့ဩသွားကြပြီးနှခွဲမွေးနဲ့ဗလာရီရှိလေမင်းကလေးတွေကိုမကြိုက်ကြပါဘူးယူကီလို့ခေါ်တဲ့ဂျပန်လူမျိုးချစ်သူလေးကကြော်သားအဖို့ထစ်တွေနဲ့ဆွဲဆောင်မှုရှိနေတာကြောင့်ဒီလိုအစင်မျိုးကိုဘယ်နေရာမှာသွားရှာရမလဲဆိုပြီးထူးအန်လွင်ကိုအားကြနေကြပါတယ်သူတို့နှစ်ယောက်ကတွဲလာတာကြထစ်ပြီးဝေဖန်မှုတွေကြားကနေအချိန်တွေကြာမြင့်လာတာပါမင်းကလေးလေးကိုစိတ်မဝင်စားပဲဂျပန်ရုပ်ရှင်မင်းသားလိုချောမောတဲ့ချစ်သူလေးကိုထုတ်ပြလာတဲ့ထူးအန်လွင်ကိုအားကြနေပြီလားဆိုတာကွန်မန့်မှာပြောပြခဲ့ပါဦးနော်